ကဲဒီလားအတွက်လာစားတော့လက်ထဲရောက်လာပြီညနေကျရင်မြောက်သေးလေးနဲ့ရှောက်လေဖို့ဘယ်လောက်ထည့်သွားရင်ကောင်းမလဲ။အော်လန်ထိတ်ကဒေါ်ဖင်ကြီးဆိုင်ငါပြောသေးငါလုံးမို့အကျွေးဆက်ရအောင်ပါပဲ။ညနေကျရင်မြောက်သေးလေးကိုဖီးချမ်းဆိုင်ခေါ်သွားရင်ကောင်းမလားတီးမွေးဆိုင်ခေါ်သွားရင်ကောင်းမလားငါပြောပါမကျွေးရင်ကောင်းမလားမသိဘူးကွာ။ညဟဲ့ဘာလုပ်တာလဲ။ဟမ်သူများဖင်ဘာလုပ်တာလဲ။ရှင်းမကြောင်တိတ်ခါဆိုမှမရှိဘူးလား။ဟမ်ရှင်းကြောင်မိပါတယ်မဆုံးမအောင်လား။သူများဖင်ကိုမကိုက်ရအောင်လို့မဆုံးမအောင်လား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 ။ရုပ်ကအကြောင်ကရင်းပြက်နေတယ်ရုပ်ငါပေါ်ကြမယ်ငါပေါ်ကြမယ်လို့မင်းကပြောနေတာဆက်စလူကိုထားနေတာငါမလုပ်ချင်လို့ကျင့်နေတာမင်းဟောငါတမင်လုပ်တော့မှမဟုတ်တာတင်းရင်တကွက်ကို900 500ပါမုံလက်ဆောင်လဲပါဟဲ့တိုင်းတင်းရင်တဲ့အတန်ကြားလိုက်လားလို့ကြောက်အောင်ရောဟဲ့နေအောက်ဆင်းပြီးမွယ်ပေးချင်တိုင်းမကြောက်လို့နေသူကမကြောက်လို့မကြောက်ပြောရလေကြားရင်ဝယ်ပေးမှာပေါ့ခုကြားမှမကြောက်တော့တာကြည့်ပါနားထောင်ကြည့်ပါလားငါခုနာတေချာကြားလိုက်ပါတယ်တိုက်ရောက်ဆင်းကြည့်စမ်းသွားဆင်းကြုံမရပြင်းတယ်ကျွန်တော်မပူစီကိုချစ်တယ်ဗျာခဏကိုနဲ့နိုင်အောင်ပြောင်းချောချောလာမလို့နဲ့ကိုစင့်ကိုတိမပူစီရက်ဆက်တယ်ဗျာ